အိမ်တော်တစ်ခုခိုင်ခန့်ဖို့ရန်အတွက်သင်ရှောင်ရမယ့်အရာရှိတယ်အဲ့ဒါကဘာလဲဆိုတော့လွယ်လေးနဲ့ပြောရမယ်ဆိုရင်နာငယ်6လုံးကိုရှောင်ရမယ်နာနိုင်နှစ်နိုင်နောက်ဆိုတဲ့အရာဖြစ်တယ်အဲ့ဒီနာနိုင်နှစ်နိုင်နောက်ကိုရသွားပြီဆိုရင်အိမ်တော်တွေအတွက်တတိထားပြီးရှောင်ဖို့ရန်အတွက်ကောင်းကြီးမင်္ဂလာဖြစ်လာလိမ့်မယ်ပထမတစ်ခုနာဆိုတဲ့အရာကနားလည်မှုမပေးနိုင်ခြင်းတွေကိုရှောင်ရမယ်အိမ်တော်တစ်ခုကိုတီထောင်တဲ့အခါမှာငါမှန်တယ်ငါလုပ်တာဟုတ်တယ်ငါပြောတာပဲဖြစ်ရမယ်ငါသဘောငါစိတ်ဆိုတဲ့အရာနဲ့ဖြစ်လာပြီဆိုရင်အပေးယူမတည့်တော့ဘူးဆိုရင်အဲ့ဒီအိမ်တော်ကပြိုကွဲဖို့အရန်လွယ်တယ်ငွေကြေးပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ်လူမှုရေးပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ်အတိုင်းဝိုင်းကြားမှာပဲဖြစ်ဖြစ်တယောက်နဲ့တယောက်နားလည်မှုရှိရတယ်ဒါကြောင့်အိမ်တော်ရေးတာ၍ခိုင်မြဲခြင်းနဲ့ဆိုရင်တယောက်နဲ့တယောက်နားလည်မှုပေးထပ်ဖို့ရန်အတွက်အဖက်ဖက်မှာလိုအပ်ပါတယ်